စွန့်ကြွေးကြ အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အခုလုပ်ပြမယ့် reaction video ကြတော့ပါ မွေးနေ့ရက်မှာတော့မှစွန့်ကြွေးလို့မရ နိုင်ငံ ဘူး တော် ပြောချင် ညို ပြော ပ လိုက် ျက်စီးအောင် ကျွေးလို့မ ရှောက် ရ စင်း ဘူး အောင်ပြောနေတဲ့ကို ကို ရီး ရီး ယား ယားမှာစွန့်ကြွေးဖို့ ခေါ်ရရဲ့ ဒီ reaction တန် ဖြစ် ကတော့ ပါတယ် စွ ဒါ န့်ကြွေးမဲ့သူပြည့်နေတယ်ကိုမွေးရဲ့မွေးနေတော့စွန့်ကြွေးဖို့မရဘူး သူဘာပြောနေဆိုတာဟာ သူတို့ကိုကျွေးချင်တဲ့လူကိုကြီးကိုစွန့်ကြွေးချင်တဲ့လူပြည့်နေတာအဲ့ဒီအစားတာလူခေါ်ပါတော့မခေါ်ဘူးလို့ပြောလိုက်တယ်ဖုန်းကြီးเจ้าမှာဖုန်းကြီးအပ100ကိုကျွေးနေတာကိုကျွန်မတာလူမခေါ်နိုင်ဘူးသူတို့မှာဘာဖြစ်လဲရက်တောင်မရဘူးလှူကျင်တာတောင်ရက်မရဘူးဆိုကြတယ်ဒီဖုန်းကြီးတွေကိုပဲအများတန်းကျွေးနေကြတဲ့သူတွေကိုအံ့ဩတာပါဖုန်းကြီးတွေကအများတန်းစားတောက်နေရတာလေရက်တောင်မရတဲ့အတူတူဖုန်းကြီးကြတော့လှူကျင်တယ်အဲ့ဒါဘာလဲမသိဘူးဖုန်းကြီးပဲလှူနေကြဒုက္ခကျမကတော့ဘယ်တော့မှဖုန်းကြီးလှူမှာကိုမများဖုန်းကြီးတွေကိုလှူမဲ့သူတွေပေါ်လုံးကကြည့်လို့ရက်တောင်မရအောင်ဒီနေ့ဖုန်းကြီးစွန့်ကတ်တာတွေဖုန်းကြီးစွန့်ကျွေးတာတွေလောက်မှာမဟုတ်ဖရားတွေလည်းတွားပြီးတော့လှူမှာမဟုတ်ဘူးမြန်မာနိုင်ငံလိုထမင်းကြီးတွေနဲ့တကားကားကြီးတွေလည်းဘယ်အလုံးမှမတွင်ကျဲဘူးအာဘာမှလည်းမလုပ်ရတော့ပတ်စံလေးနေတာပေါ့အဲ့တော့ဘာဖြစ်လဲထမင်းကိုဝက်ရထမင်းကိုပဲဝက်ရဒီမှာထမင်းမဝက်နိုင်ဒီမှာထမင်းမဝက်နိုင်ရှင်းရှင်းပဲဒီမောင်မီဝက်အင်ဂျီဝက်စက်ယုံတော့မှာပင်ပန်းပန်းနဲ့အလုပ်လုပ်ရတယ်ညနေကြလို့ရှိရင်ရေမိုးချိုမနဲ့ကြတော့စက်ယုံထဲမှာခနာကိုယ်တွေပင်ပန်းရောဂါတွေရအဲ့လိုမျိုးတွေနောက်ပိုင်းကြလို့ရှိရင်ဆက်ချုပ်တဲ့သူတွေပါဖြစ်သွားလိမ့်မယ်မယုံကြည်နေနော်ကျွန်မအခုချိန်လေးကစပြောတယ်ကိုရီးယားနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့ကွာခြားချက်ကနှစ်30လောက်ကွာခြားတယ်ကျွန်မကြိုပြောထားမယ်နောက်ပိုင်းဆက်ချုပ်တယ်မရှိတော့ဘူးဘာတွေရှိလာမလဲသိလားတကယ်ကိုမှ ready made တွေရှိလာမယ်ကြံကျင်ရင်တော့ဘာဖြစ်လဲတကယ်ကိုမှ dress designer တွေတကယ်ကိုမှ international မှီညမ်းပြီးတော့ထုတ်တယ်အခုလိုမျိုး miss ပြိုင်ပွဲတွေတို့ဘာတွေတို့အတွက်ပေါ့နော်အဲ့လိုမျိုးအတွက် designer တွေတော့ကြံခဲ့မယ်တကယ်ကြီးကြီးမားမား designer တွေကြံခဲ့မယ်တစ်တစ်ဖွဲ့ဖွဲ့တွေဘာလို့မထမင်းအောင်စားရတော့ဖြစ်သွားလိမ့်မယ်မယုံမရှိနဲ့